Welcome back to the Rex YouTube channel. So ဒီနေ့မှာတော့ကိုကနေပြီးတော့ဒီ speed velocity နောက်တစ်ခါ instantaneous speed ရယ် instantaneous velocity ရယ်ပေါ့နော်အထူးသဖြင့် instantaneous ဆိုတဲ့ဒီ time ကပေါ့နော်ဘာကိုပြောချင်တာလဲရိုးရိုး speed နဲ့ဒီ average speed နဲ့ပေါ့နော်ဒီ instantaneous speed တို့ကဘာကွာတာလဲဆိုတဲ့အကြောင်းတွေကိုပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြပါတော့အဲ့တော့အရင်ဆုံးဘာကွာလဲဆိုတာမပြောခင်မှာကိုကအရင်တစ်ခုချင်းစီရဲ့ပုံမှန်မြင်တွေ့နေကြ definition တွေကိုအရင်ပြောပြမယ်ပေါ့နော်အဲ့တော့ပထမဆုံးကို speed ဆိုရင်ပါလေ speed ကspeed ဒီအရာဝတ္ထုတစ်ခုကဘယ်လောက်မြန်သွားလဲဆိုတာကိုပြောတာပေါ့နော်အရာဝတ္ထုတစ်ခုကဘယ်လောက်မြန်သွားလဲဆိုရဲhow fast an object move okay အရာဝတ္ထုတစ်ခုကဘယ်လောက်မြန်သွားလဲဆိုတာဒီနေရာမှာအဲ့အရာဝတ္ထုကအရှေ့ဘက်ကိုသွားနေလားအနောက်ဘက်ကိုသွားနေရလားတောင်ဘက်သွားနေမြောက်ဘက်သွားနေလား x directions ကိုသွားနေရ y directions ကိုသွားနေရ z directions သွားနေရလားဗောနော်ဒီ direction တွေမပါပါဘူး speed က how fast an object moves အရာဝတ္ထုတစ်ခုကဘယ်လောက်မြန်သွားနေလဲဆိုတာကိုပဲပြောတာဗောနော်အဲ့တော့ speed ကိုဘယ်လိုရှာလဲဆိုရင် simple ဖြစ်ပါဗောနော် distance ကို time နဲ့စာမယ်ဗောနော်အဲ့ time ကကြောဒီအပေါ်က distance ကိုသွားခဲ့တဲ့ကြာချိန်ပေါ့နော် for example ဥပမာအနေနဲ့ကိုကအရာဝတ္ထုတစ်ခုက3 meter ပေါ့နော်3 meter ကို5 second နဲ့3 meter ကို5 second နဲ့သွားတယ်ပေါ့အဲ့ဒါဆိုရင် speed ကပါလဲဆိုတာကိုတွက်ကြည့်မယ် speed ကဘာဖြစ်မလဲဆိုရင်speed ကိုလိုချင်နေဆိုရင်ကိုတို့ကဒီ distance ကို time နဲ့စာလိုက်မယ်နော် 0.6 meter per second ဆိုပြီးရမယ်အဲ့တော့ဒီမှာဆိုရင်ဒီ time လေးက meter per second တစ် second မှာ 0.6 meter သွားပါတယ်ဆိုတော့ဒီ speed ကိုပြောရဲပေါ့နော်အဲ့တော့မှဒါပေမဲ့ဒီမှာနောက်ဆက်တွဲမှာကိုဘာမှထပ်ပြီးတော့ရေးကြမလို့တော့เนาะ speed မှာ directions မပါတဲ့အတွက်ကြောင့် speed ဒီ meter per second နဲ့ပြီးသွားတယ်အဲ့တော့ speed ဆိုတဲ့ 10 ကိုနားလဲပြီဆိုရင်ကို velocity ရောက်ပါလဲ velocity ကကြတော့ how fast an object moves ပဲဒါပေမဲ့သူကဘာပါလာပြီလဲဆိုရင် direction ပါလာပြီ object တစ်ခုကဘယ်လောက်မြန်သွားနေလဲเนาะဘာနဲ့လဲဆိုရင် directions နဲ့အဲ့တော့ဒီအရာဝတ္ထုကအရှေ့ဘက်ကိုသွားနောက်ဘက်ကိုသွားလား x က x direction စာ y direction စာ z direction စာဆိုတော့ဒါတွေကအရေးပါလာပြီပေါ့နော်အဲ့တော့ဒီနေရာမှာကျတော့ကိုတို့သွားတဲ့ပုံစံကမတူတော့ velocity က distance over time ဟုတ်တော့ဘယ်နဲ့ distance ဆိုရင် time နေရာမှာကိုတို့ကဘာထည့်လိုက်လဲဆိုရင် displacement ကိုသွားလိုက်တယ် displacement time ပေါ့နော်အဲ့တော့ displacement ကကြောဘာပါလိုက်လဲဆိုရင် directions ပါလိုက်ပြီเนาะ displacement ကကြော direction ပါလိုက်အဲ့တော့ distance နဲ့ displacement နဲ့ကွာခြားချက်လေးကိုကိုနောက်ထပ်ပြီးတော့အတူလေးလုပ်ပေးမယ်ပေါ့နော်ဒါဒီနေရာမှာတော့ကို speed နဲ့ velocity ကိုပဲ focus လုပ်ရအောင်အဲ့တော့ displacement ကို time နဲ့စားရမယ်လေအဲ့တော့ဆိုတော့ကို example ပုတ်စာလေးကိုကြည့်အောင်အဲ့တော့ example အနေနဲ့ဥပမာကားတစ်စီးကပေါ့နော်ကားတစ်စီးက travel မောင်းနေပေါ့နော် from 3 meter to 5 meter in forward directions okay forward meter in 2 second 2 second တင်သွားတယ်ကိုတို့လိုချင်တာ velocity ကဘယ်လောက်လဲအဲ့တော့ velocity ကိုလိုချင်နေဆိုရင် displacement ကို time နဲ့စာရမယ်ပေါ့နော် displacement ကဒီနေရာမှာဘာဖြစ်သွားမလဲဆိုရင်initial positions ကနေပြီးတော့final positions တွေကနေပြီးတော့မှ initial position နှုတ်ပြမယ်ပေါ့နော် final positions က5 meter ဖြစ်မယ်initial positions က3 meter ဆိုတော့2 day time နဲ့စာလိုက်မယ်အဲ့တော့2 over 2နော်1 meter per second ဘယ်မှာလဲဆိုရင် forward direction မှာ okay အဲ့တော့ speed နဲ့ velocity နဲ့ကွာသွားတာပါလဲဆိုရင် speed ကကျတော့ direction မရှိဘူး velocity ကကျတော့ direction ပါလိုက်ဒီမှာ forward ဆိုရင် direction ပါလိုက်နော်နောက်တစ်ခုကvelocity ဒီ negative value ဖြစ်နိုင်တယ်เนาะဒီနေရာမှာကိုကကားက3 meter ကနေ5 meter ကိုသွားတာမဟုတ်တော့ဘဲနဲ့5 meter ကနေပြီးတော့မှ3 meter ကိုသွားတယ်เนาะဒီမှာကျ forward ပဲ2 second ပေါ့နော် in 2 second အဲ့ကြရင်ကိုရဲ့ velocity ဒီပထမဆုံး initial position ကfinal positions က3ဖြစ်သွားပြီးတော့ initial positions က5ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ -1 meter per second forwardရှေ့ကိုတော့သွားနေပဲဒါပေမဲ့ကိုတို့ကအနှုတ်ဆိုတော့ဒါရှေ့ကိုမရောက်ဘူးနောက်ကိုပဲရောက်သွားရပေါ့နော် -1 meter per second တကယ်လို့ဒါကဒီ velocity ကို absolute value sign နဲ့ထည့်လိုက်မယ်ပေါ့နော် -1 ကို absolute value sign နဲ့ထည့်လိုက်မယ်ဆိုရင်1 meter per second ပဲဖြစ်သွားမှာအဲ့တော့ဒါဒီ speed ဖြစ်သွားပြီပေါ့နော်
အလွယ်မှတ်လို့ရတာဒီ speed က direction မပါဘူး velocity က direction ပါတယ် velocity ဒီ negative value ဖြစ်လို့ရတယ် speed ကတော့ negative value ဖြစ်မှာမဟုတ်ဘူးပေါ့နော် okay အဲ့တော့အဲ့ဒါဆိုရင်ကို speed ရဲ့ velocity ရဲ့အကြောင်းသိပြီဆိုရင်ကိုဘာလို့ကြမလဲဆိုရင် instantaneous speed ရဲ့ instantaneous velocity အကြောင်းပြောမယ်ပေါ့နော်အဲ့တော့speed နဲ့ velocity ကအရင်မကွာရတဲ့ကြောင်းကိုက instantaneous velocity ကိုပြောပြလိုက်မယ်အဲ့ဒါဆိုရင် instantaneous speed ကိုလည်းရသွားမယ်ပေါ့နော် instantaneous velocity ဆိုတာဘာဖြစ်မလဲဆိုရင် instantaneous velocity ကိုဘယ်လို definition ဖွင့်လို့ရလဲဆိုရင် specific moment အဲ့ဒီ specific time မှာရှိနေတဲ့ velocity ပေါ့နော် okay အဲ့လိုမျိုး time စာရင်းနဲ့ပြောလို့ရှိရင်တမျိုးရှုပ်နေလိမ့်မယ်အခုပြီးကြရင်တင်ချာနည်းနဲ့ပြောပြမယ်ပေါ့နော် velocity at a specific moment in time okay အဲ့တော့ instantaneous velocity ကိုနားလည်ဖို့ဆိုရင်ကိုတို့လက်တွေ့ကြကြစဉ်းစားကြည့်အောင် real life case ကိုကိုတို့ကြည့်ကြည့်ရမှာပေါ့နော်တကယ်အပြင်မှာကြတော့ကိုတို့ဒီမှာဆိုရင် distance ပေါ့နော် distance time okay အပြင်မှာကိုတို့ဒီကားတွေဆိုင်ကမောင်းတဲ့အချိန်ကြာထားပါတော့1 meter per second ဆိုပြီးတော့ပဲဒီလိုအမြဲတမ်းဒီလိုဖြစ်ပါမလားမဖြစ်ဘူးเนาะအဲ့တော့1 second ရရင်2 meter 2 second ရရင်2 meter ဆိုပြီးအဲ့လိုမျိုးအမြဲတမ်းမဟုတ်ဘူးကွာဘယ်လိုပြောချင်တာလဲဆိုရင်ဥပမာကိုတို့အစရက်နေရနေထွက်လာတော့အချိန်မြင့်လာတယ်ပြီးရင်ဘာဖြစ်လဲဆိုရင်မီးပွိုင်းရောက်တယ်မီးပွိုင်းရောက်တဲ့အချိန်ကြာရင်တခါမီးပွိုင်းရောက်တဲ့အချိန်ကြာတော့မရွေးတော့ရက်သွားမယ်ပြီးကြရင်ဘာလုပ်မလဲတခါမီးပွိုင်းမီးစိမ့်သွားတဲ့တခါပြန်သွားမယ်okay အဲ့ဒီကနေပြီးတော့တခါတနေရာဝင်တဲ့အချိန်မှာတခါပြန်ရက်သွားပြီးရင်ဘာပြန်လုပ်လဲအိမ်ကိုပြန်လာတယ် right ဒီလိုပုံစံနဲ့သွားနေမှာကွာအမြဲတမ်း velocity ဒီdistance travel ဒီအမြဲတမ်း constant မဖြစ်နေဘူးပေါ့နော်အဲ့တော့အခုတို့ instantaneous velocity instantaneous speed ဆိုတာဘာကိုပြောချင်တာလဲဆိုဥပမာအခုကဒီနေရာလေးကို5 second လို့သတ်မှတ်လိုက်မယ်5 second လို့သတ်မှတ်လိုက်မယ်နော်ဒီနေရာ t ဆိုတော့ second ကိုစားပြတာအဲ့တော့ဒီ5 second ကို5 second လို့ပြောလိုက်တယ်အချိန်အိမ်ကနေထွက်လာတဲ့အချိန်မှာကြာပြီးတဲ့နောက်မှာ5 second နေရာမှာ speed ကဘယ်လောက်ရှိနေလဲဒီနေရာလေးမှာအဲ့အဆက်လေးကိုထောက်လိုက်တာ ਨੇ အဲ့နေရာမှာ speed ကဘယ်လောက်ရှိနေလဲဆိုတာကိုပြောချင်တာပေါ့နော်အဲ့ဒါကို instantaneous velocity လို့ခေါ်တယ်အဲ့တော့ instantaneous velocity ကို absolute value တွေကိုထည့်လိုက်မယ် modular ကိုထည့်လိုက်လို့ရှိရင်ကိုတို့ instantaneous speed ကိုရသွားမှာပေါ့နော်အခုပြောချင်တာဒီအခုတို့သွားနေတဲ့ခရီးတစ်လျှောက်လုံးမှာ specific time နေရာကိုထောက်လိုက်တဲ့အချိန်မှာဒီနေရာမှာရှိနေတဲ့ speed အဲ့တော့အဲ့နေရာမှာရှိနေတဲ့ speed ကိုဘယ်လိုတွက်မလဲအငြင်းတဲ့ကို instantaneous velocity instantaneous speed ကိုစာအုပ်တီထဲမှာဖတ်တဲ့အချိန်ကျရင် तू ကဘယ်လိုပဲပြောလဲဆိုရင် instantaneous velocity ကိုလိုချင်လို့ရှိရင် data d ကို data sorry d ဆိုတာ displacement ပေါ့နော် displacement s လို့လည်းပြောရဲ data s ကို data t နဲ့လို့စားလိုက်ပါပေါ့နော်နောက်တစ်ခါ ds ကို dt ဆိုရင် d10 လေးကိုမြင်နေပေါ့နော် d10 လေးကိုမြင်ပြီးမဲ့တကယ်တော့နားမလဲဘူးတကယ်တည်းကြောက်တော့နားမလဲဘူးအဲ့တော့ခလေးကဘယ်လိုထင်လဲဆိုရင် d10 ဒီ average velocity နဲ့သွားမတူလားဆိုပြီးတော့ထင်နေပေါ့နော်ဥပမာ average velocity ကကြောက်ရလဲကွာ average velocity ကိုတွက်မယ်ဆိုရင်လည်းအကိုတို့က final displacement တွေfinal distance တွေ final positions ကနေပြီးတော့မှ initial positions ကိုနှုတ်ပြီးတော့အဲ့ဒီအချိန်နှစ်ခုကိုပဲပြန်လုပ်လဲဆိုရင်ပြန်နှုတ်တယ်ပေါ့နော်ဒီဟာဒီအောက်ကဟာနဲ့တွားပြီးဆင်နေတယ်တကယ်တော့ဒီ instantaneous velocity ကကျတော့မတူဘူးပေါ့နော် average velocity နဲ့ average ကကျတော့ကိုယ့်ရဲ့ specific range အတွင်းမှာရှိတဲ့ဒီ position ကနေဒီ position ကြားထဲမှာ speed ဘယ်လောက်ရှိလဲဥပမာဒီကနေဒီကြားထဲမှာ average ဒီကြားလေးထဲမှာ average ဘယ်လောက်ရှိလဲဆိုတာကိုရှာတာဒါကျတော့ velocity ပေါ့နော် average velocity ပေါ့နော်အခုရဲ့ instantaneous velocity ကကျတော့တွားနေတဲ့ခီးတစ်လျှောက်လုံးမှာထောက်လိုက်တဲ့အချိန်မှာရှိနေမဲ့ speed တော့ဘေးနေရာကိုပဲထောက်လိုက်ဒီနေရာလေးကိုထောက်လိုက်ရင်ရော speed ကဘယ်လောက်လဲဒီနေရာလေးကိုထောက်လိုက်ရင်ရော speed ကဘယ်လောက်လဲနော်အဲ့လိုမျိုး specific moment မှာရှိနေမဲ့ speed ကိုတွက်ထုတ်ရှင်းတယ်အဲ့ဒါလောက်ဆိုရင်ကိုယ် instantaneous velocity ကိုနားလည်မယ်လို့မျှော်လင့်နေအဲ့တော့တင်ရှာနားလဲသွားအောင်လို့ကိုကတင်ရှာနီးနဲ့တွက်ပြမယ်ပေါ့နော်အဲ့တော့ဒီတင်ရှာနီးနဲ့တွက်တာကကြတော့ကိုတို့ GED level မှာမမေးပါဘူးအဲ့တော့တကယ်နားလဲအောင်လို့ပဲလိုက်ကြည့်လိုက်ပေါ့နော်အဲ့တော့ကားတစ်စီးက example နဲ့ကားတစ်စီးက travel လုပ်နေပါတော့ကားတစ်စီးသွားတဲ့ distance ကို
distance ကိုကဘာနဲ့ပြမလဲဆို function လေးတစ်ခုနဲ့ပြလိုက်မယ်အဲ့ function ရှိကမှာကိုကလည်း graph ဆွဲလို့ရမှာဟုတ် right function ရှိကမှာကို graph ဆွဲလို့ရမှာဆိုတော့အဲ့ time ပေါ်မှာမူတည်ပြီးတော့ကိုဆွဲလိုက်မယ်60 square pound 90ကားရဲ့ traveling distance ကိုအခုက d function နဲ့ပြလိုက်မယ်ပေါ့နော်အဲ့တော့ d function ကို graph လေးပြန်ဆွဲကြည့်အောင်ဘယ်လိုပုံလေးထွက်မလဲဘယ်လို equation ပဲလာပုံဆွဲလို့ရတဲ့ technique ရှိရပေါ့နော်အဲ့ဒီအားနဲ့ပတ်သက်ပြီးတော့အခု video လေးလုပ်ပေးစီရှင်နေဆိုရင် comment section မှာမှန်သွားပါအဲ့ဒီမှာတော့ကိုကပုံလေးကိုဒီတိုင်းပဲဆွဲလိုက်တော့မယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဒီနေ့က point တစ်ခုရှိမယ်point တစ်ခုရှိမယ်အဲ့ဒီဟာဒီd function ကိုစားပြီးတဲ့ graph လေးပေါ့နော်အဲ့ကားလေးကဒီလိုထောင်တက်သွားတဲ့ဒါ distance displacement ပေါ့နော်ဒါကတော့ time အဲ့တော့အချိန်ကလည်းဒီဘက်မှာတိုးသွားတယ် displacement တိုးသွားပြီးတော့ကားကခရီးသွားရပြီးရင်သူကဘာပြန်လုပ်လာလဲဆိုရင်သူ့အိမ်ကိုပြန်ရောက်လာပြီးတော့နောက်တဲ့မှာတစ်ခါသူ့အိမ်ကနေတစ်ခါမူလ possession ကနေတစ်ခါပြန်ထွက်တယ်ပေါ့နော်အဲ့တော့ဒီသွားနေတဲ့ကာလတစ်လျှောက်လုံးမှာလည်းသူကမြင်းဖြောင်ရင်တိုင်းသွားနေမှာမဟုတ်အချိန်တင်လဲတင်မယ်အချိန် short ရင်လည်း short မယ်ဒီလိုပုံစံတိုင်းသူသွားနေပေါ့နော်အဲ့တော့ဒီဟာဒီ function လေးရပြီအဲ့တော့အခုတို့ကဒီမှာဆိုရင်velocity at 3 second မှာ3 second ကိုရောက်လို့ရှိရင်ရှိနေမဲ့ velocity ပေါ့နော်3 second 0ကနေပြီးတော့3 secondကို travel လိုက်တဲ့အချိန်မှာရှိနေမဲ့အခုက velocity ကိုလိုချင်တယ်အဲ့ဒါဆိုရင်3 second မှာရှိနေ velocity ကဘာဖြစ်မလဲအဲ့တော့ဒါကိုဘာမေးရလဲဆိုရင်ကိုတို့က instantaneous velocity ကိုမေးရအဲ့တော့ဒီနေရာဒီ3 second လို့သဘောထားလိုက်အောင်နော်3 second ဆိုတဲ့နေရာလေးကိုထောက်လိုက်တာနဲ့ဒီနေရာမှာဘယ်လောက် velocity ရှိနေလဲဆိုတော့ကိုတို့ကသိချင်တာအပေါ်က formula လေးအတိုင်းပဲ instantaneous velocity ကိုလိုချင်တယ်ဆိုရင်ဒီ s ကို dt နဲ့လုပ်တယ်ပေါ့နော်အဲ့တော့ဒီတွက်ပြမဲ့သင်ချာဒီအခု calculus ကိုရောက်သွားပြီဆိုတော့ calculus အပိုင်းကတော့ GD မှာမမေးတဲ့အတွက်ကြောင့်နားမလည်လည်းဘာမှဖြစ်ဘူးပေါ့နော်အဲ့တော့60 square pound 90ဟုတ်ဒီနေရာမှာကိုတို့ formula လေးတစ်ခုရှိရဲအဲ့ဒါဘာလဲဆိုရင်ဒီလို expression ကိုနောက်တစ်ဆင့်ကိုပြောင်းချင်တယ်ဆိုရင်ကိုတို့ကဘယ်လိုပြောင်းလို့ရလဲဆိုရင်okay xn equal to nxn minus 1နော်ဒီလိုပြောင်းလို့ရအဲ့တော့ဒီမှာ t cube ဆိုတော့3ကိုရှေ့ရှာလိုက်မယ်ပြီးရင်3ထဲကနေ1နှုတ်တော့ square ဖြစ်သွားမယ်2ကိုရှေ့ရှာတော့12ဖြစ်မယ်နောက်က2ထဲက1နှုတ်တော့1ဖြစ်သွားမယ်အဲ့တော့ t ပေါ်မှာ1ရှေ့ဆိုတော့1နဲ့1နှုတ်တော့0ဆိုတော့9က9ပဲပေါ့နော်အဲ့တော့ဒီမှာ instantaneous velocity ဒီမှာရေးဖို့မိတာ velocity instantaneous velocity ကိုလိုချင်နေဆိုရင်လေကိုတို့က d function လေးနဲ့တွက်လို့ရပါရဲ့လေနော်အဲ့ function လေးကို copy လိုက်အောင်မယ်နောက်ထပ် page ကိုရအောင်အဲ့တော့ကိုလိုချင်တာဒီ velocity at 3 second မှာရှိတဲ့ velocity ကိုလိုချင်တာဆိုတော့ t ဒီနေရာမှာ3ကိုအစားသွင်းပေးလိုက်အောင်မယ်အဲ့တော့29 36အပေါင်း9ဆိုတော့တက်ခွင်36ရယ်ပေါင်းတော့ root 63ရမယ်63ကို9နဲ့ပေါင်းတော့72အဲ့တော့72ဘာဖြစ်မလဲ meter per second 72 meter per second အဲ့တော့ဒီအချိန်တိုင်းတာတစ်ခုလောက်ကိုထောက်လိုက်တဲ့အချိန်မှာအဲ့တော့ဒီ specific moment 3 second လေးမှာရှိနေတဲ့အချိန်ဒီ32 meter per second အဲ့တော့2 second ဆိုရင်2 second ကိုလိုချင်နေဆိုရင်ခုန function လေးထဲမှာဘာလို့လိုက်မလဲဒီနေရာမှာ2တွေကိုအစားသွင်းလိုက်မယ်ပေါ့နော်အဲ့တော့4 3 12 12နဲ့24အပေါင်း9 minus 12အပေါင်း9ဆိုတော့ minus 3 meter per second ဖြစ်နေအချိန်2 second ကိုရောက်တဲ့အချိန်ကျတော့သူကဘာဖြစ်နေလဲဆိုရင်minus 3 meter per second ဖြစ်နေပေါ့နော် instantaneous speed ကိုလိုချင်ရော instantaneous speed ကိုလိုချင်တော့ကို velocity ကိုဘာလုပ်လိုက်မလဲ instantaneous velocity ကို modulus တွေကိုထည့်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင် instantaneous speed ကိုလိုချင်နေဆိုရင်ဒီ time တစ်ခုလုံးကို modulus တွေကိုထည့်လိုက်မယ်speed ကိုလိုချင်နေဆိုရင်ဒီ time တစ်ခုလုံး modulus တွေကိုထည့်လိုက်မယ်ဘာပဲထွက်လာသူကအပေါင်းထွက်မယ်ပေါ့နော် okayပြန်ပြီးတော့အချင်းချုပ်ပြန်ပြောရမယ်ဆိုရင် speed ဒီအရာတစ်ခုဘယ်လောက်မြင်သွားနေလဲဆိုတော့ပြောတာဖြစ်တယ် velocity ကကြတော့အရာတစ်ခုဘယ်လောက်မြင်သွားနေလဲဆိုတာကို direction မှာထည့်ပြီးတော့ပြောရပေါ့နော်အဲ့တော့ velocity ကကြတော့ specific range အတွင်းမှာသွားနေတဲ့distance
သွားတဲ့ distance ကို time နဲ့စားလိုက်တာပေါ့နော်ဒါ yo-yo velocity ဒါပေမဲ့ကို instantaneous velocity ကကျတော့အဲ့ဒီအချိန်တစ်ခုကိုထောက်လိုက်တဲ့အချိန်မှာအဲ့ထောက်လိုက်တဲ့အချိန်မှာရှိနေမဲ့ speed ပေါ့နော်ဒါကို instantaneous velocity instantaneous speed လို့ခေါ်ပါတယ်နော်ဆိုတော့နားလည်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အဲ့တော့ဘာ topic လေးတွေကိုထပ်ပြီးတော့ဗီဒီယိုလုပ်စီခြင်းလဲဆိုတော့ comment section မှာမမေ့သွားပါဘူး